ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝညာနာအစင်းစင်သောလူအင်းများအမေရိကန်စိတ်ပညာရှင်ဘရာဟမ်မက်စလိုရဲ့ theory အရလူတွေမှာနေ့စဉ်ရှင်သန်နေထိုင်တဲ့အခါလူအင်းအဆင့်5ဆင့်ရှိတယ်။အဲ့ဒီအဆင့်တွေကိုပရမစ်ပုံစံနဲ့ဖော်ထားတယ်။အောက်ဘက်ရောက်လေအခြေခံကြလေပါပဲ။အဲ့ဒါတွေက1 physiological needs 2 safety needs 3 love and belonging needs 4 esteem needs 5 self actualization needs ဆိုပြီးရှိတယ်ဇီဝကာမလိုရင် physiological needs လူတစ်ယောက်ရဲ့အခြေခံလိုအပ်ချက်ကအစားအသောက်အဝတ်အထည်အမိုးအကာနေစရာအိမ်ကျန်းမာရေးစသဖြင့်ရုပ်ပိုင်းဆိုင်ရာရှင်သန်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေလိုအပ်တဲ့အခါအိပ်စက်ဖို့အသက်ရှင်ဖို့အတွက်အစားနဲ့အရေးအလုံးအလောက်ရှိဖို့ဒါတွေဟာလူသားတွေအတွက်ပထမဆုံးအဆင့် basic needs လိုအပ်ချက်တွေကိုမဖြည့်ဆည်းပေးနိုင်ရင်လူခန္ဓာကိုယ်ကကောင်းကောင်းမွန်မွန်အလုပ်မလုပ်နိုင်ဘူးဒါကြောင့် physiological needs ကအရေးကြီးဆုံးလို့ယူဆနိုင်တယ်နောက်ထပ်ပြည့်စုံမှုအဆင့်တွေစီကိုမတက်လန်းခင်မှာလိုအပ်ချက်တွေကိုအရင်ဆုံးကင်တွယ်ဖြည့်ရှင်းရမှာဖြစ်ပါတယ်နောက်ထပ်အခြေခံအဆင့်လိုအပ်ချက်ကတော့ safety ဆိုတဲ့လုံခြုံမှုပါဘေးကင်းလုံခြုံမှုလိုရင် safety needs လူတစ်ယောက်အတွက်ဘဝအာမခံချက်တွေကောင်းမွန်တဲ့အလုပ်ကိုင်းစိတ်ပိုင်းဆိုင်ရာလုံခြုံမှုငွေရေးကြေးရေးခြေနေတရားဥပဒေစိုးမိုးရေးအကြောက်တရားကင်းဝေးမှုကျန်းမာရေးစောင့်ရှောက်မှုနဲ့စေကူတာနိုင်ရေးစတဲ့ဘဝရဲ့လုံခြုံမှုတွေကိုလိုအပ်တဲ့ level ဖြစ်ပါတယ်။အဲ့ဒီအခြေခံလိုအပ်ချက်တွေရပြီးသားမှ romantic relationship friendship တွေလူမျိုးတခြားသူတွေနဲ့လူမှုဆက်ဆံရေးတွေအပေါ်အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ချစ်ချင်းမေတ္တာနဲ့လူဝင်ဆက်မှုလိုအင် love and belonging needs ချစ်ချင်းတရားနဲ့လူဝင်ဆက်နိုင်မှုတွေဟာတတိယ level အခြေခံလိုအပ်ချက်တွေရဲ့နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ဒီ level ရောက်ရင်ချစ်သူလိုတငယ်ချင်းမိသားစုဆွေမျိုးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ကိုဟာလူမှုပတ်ဝန်းကျင်အတိုင်းအဝိုင်းရဲ့စိတ်ပိုင်းဆိုင်ရာတစ်ခုရက်တည်ခြင်းပဲအထီးကျန်မာကိုစိတ်ပူကြတယ်။ကြောက်တဲ့ဖြစ်မှာဟိုကြောက်ကြတယ်။လူမှုအဖွဲ့အစည်းတွေမှာအသင်းဝင်တွေကလည်းဒီလိုအပ်ချက်ကိုဖြည့်ဆည်းကြတာမျိုးပါပဲဒီကွက်လက်ဟာလစ်ဟာခဲ့ရင်အထီးကျန်ခြင်းရဲ့စိတ်တက်ကြတာတွေကိုတွေ့ကြုံနိုင်ပါတယ်လေးစားခံခြင်းမှုလိုရင် esteem needs လူတွေမှာအခြေခံစာဝင်နေရေးလုံခြုံရေးချစ်ခင်မေတ္တာလုံဝင်ဆက်မှုစရှိတာတွေပြည့်စုံလာတဲ့အခါလူလေးစားခံကြလာတယ်ကိုယ့်ရဲ့အောင်မြင်မှုတွေအတွက်တိမှတ်ပြုဂုဏ်သိက္ခာအကောင်းတဲ့ကြော်ချမှုတွေကိုလိုအင်တဲ့အဆင့်ဖြစ်ပါတယ်။ esteem တွေကိုမဖြည့်ဆည်းနိုင်တဲ့အခါကိုယုံကြည်မှုအားနည်းလာတယ်။ကိုအရေးချင်းမရှိဘူးလို့ခံစားရနိုင်ပါတယ်။ကိုလေးစားမှုရဲ့တခြားသူတွေစီကလေးစားခံရမှုကင်းမဲ့သူတွေဟာတငယ်စိတ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။လူတွေဟာကိုတခြားသူတွေကတတ်မိုးထားကြတယ်။ကိုကကဘာကြီးကိုတစ်ထောင်တနေရာကအကျိုးပြုနေတယ်လို့ခံစားမိဖို့လိုတယ်။ဒါမှအသက်ရှင်ရတာနေသာထိုင်သာရှိတယ်။ဘဝကပိုအဓိပ္ပာယ်ရှိတာလို့ဖြစ်တယ်။ကိုယ့်ရဲ့ professional အလုပ်ပညာရဲ့ဆိုင်ရာအောင်မြင်မှုတွေဝါသနာပါရာအသင်းဖွဲ့တွေမှာပါဝင်တာတွေက esteem needs ကိုဖြည့်ဆည်းရမှာခန်းကဏ္ဍတစ်ခုဖြစ်ပါဝင်ပါတယ်။မိမိအစမ်းစာတွေကိုအမြင့်ဆုံးထိရောက်ချင်မှုလိုရင် self actualization needs အခြေခံအောက်ခြေကနေအဆင့်၄ဆင့်လုံးပြည့်စုံပြီဆိုရင်အထိပ်ဆုံးအဆင့်ကိုရောက်ပါပြီ self actualization ဆိုတာကိုဖြည့်ဆည်းမှုကိုယ့်ရဲ့အစွမ်းအစရည်သေးတွေကိုပေါ်ထုတ်ပြီးအမြင့်ဆုံးထိရောက်လို့မှုဖြစ်ပါတယ်ကိုအကောင်းဆုံးအကောင့်ထဲပေါ်နိုင်လူမှုလိုအပ်ချက်တွေကပရမစ်အမြင့်ဆုံးနေရာကိုသိမ့်ပိုက်ထားပါတယ်အဲ့ဒီစင်မှာလူဟာမိမိစွမ်းအင်ကိုအမြင့်ဆုံးရောက်
ရောက်တာထက်ရောက်အောင်စူးစမ်းချင်လာတယ်ကိုယ့်ရဲ့စိတ်ကျေနပ်မှုပေးနိုင်မဲ့အရာတွေကိုလှုပ်ဆောင်သည်ပညာရေးဆိုင်ရာဂီတအားကစားဒီဇိုင်းချက်ပြုတ်တာတွေနဲ့အပြင်စိုက်တာတွေတို့ကိုယ်စိတ်ဝင်စားစရာနေပေတွေမှာကိုယ့်ရဲ့အရေးချင်းတွေကိုထုတ်သုံးတယ်ဘာသာစကားအသစ်သင်ယူတာနေရာအသစ်တွေစီခရီးသွားတာအောင်မြင်မှုစုတစိတ်တွေရယူနိုင်တာဘွဲတွေထပ်ယူမယ်တင်နန်းတွေဆက်တက်မယ်လုပ်ငန်းတွေထက်ချက်မယ်စသဖြင့်ပေါ့ပုံမူကျေပြည့်နဲ့ပန်းနိုင်တွေအပေါအောင်မြင်ဖြစ်ပါတယ်ကိုယ့်ရဲ့အစမ်းအစတွေဘလောက်အောင်မြင်ဆုံးထိရောက်နိုင်မလဲဆိုတာကို challenge ခေါ်တဲ့သဘောပါကိုယ့်ရဲ့အစွမ်းအစကလည်းကုံဆုံးနေဆိုတာမရှိနိုင်တာဖြစ်လို့ဒီလိုရင်တွေကလည်းဘယ်တော့မှဆုံးခန်းတိုင်မှာမဟုတ်ပါဘူးမတ်စလိုရဲ့ theory အရအခြေခံ foundation လိုရင်မပြည့်ပဲအပေါ်မှာလိုရင်တွေပေါ်မဖြစ်ပေါ်နိုင်ဘူးအဆင်ပြေမှအပေါ်ကိုဆင်ကျင်တတ်နိုင်တယ်လို့ဆိုတယ်လူတဦးဟာအခြေခံ physiology needs safety needs တွေကိုဖြည့်ရှင်းမှုစူးစမ်းနေတယ်ဆိုရင်ပုံမှန်မြင့်မားတဲ့လိုအပ်ချက်တွေဖြစ်တဲ့ love and belonging needs esteem needs self actualization needs တွေကိုအကောင်အထည်ဖော်ဖြည့်ဆည်းဖို့ကြိုးပမ်းနိုင်မှာမဟုတ်ဘူးအောက်ခြေအဆင့်ကိုလိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတာနဲ့လူတွေဟာလိုအပ်ချက်နောက်ဆုံးအဆင့်ကိုကူးပြောင်းသွားတယ်ပရမစ်ပုံစံအထက်ကိုရောက်လာတာနဲ့အမျှလိုအပ်ချက်တွေစိတ်ပိုင်းဆိုင်ရာနဲ့လူမှုခန္ဓာတွေကများပြားလာတယ်အများကောင်းကျိုးတွေကိုကူညီဆောင်ရွက်နိုင်လာတယ်ကဘာကျော်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ self actualization အဆင့်ကိုရောက်နေကြသူတွေပါပဲသူတို့ဟာထီထွင်ဖန်တီးမှုတွေအရေးချင်းတွေကိုတိုးပွားအောင်လှုံ့ဆော်နေတာဖြစ်လို့ကိုရောပတ်ဝန်းကျင်ကိုရောအကျိုးပြုနိုင်ကြတယ်အခုလက်ရှိမြန်မာနိုင်ငံမှာနံပါတ်1လိုအပ်ချက်ဖြစ်တဲ့အစားအသောက်အမိုးအကာအနေအထိုင်လိုအပ်နေတဲ့ပြည်သူတွေတန်ပေါင်းများစွာရှိနေပါတယ်ကိုယ်စိတ်နှုတ်နဲ့လိုအားခအများတမှုတွေနဲ့ငတ်မွတ်ခေါင်းမွားမှုတွေကပိုများလာပါတယ်ဘသူတေငတေမာရင်ပြီးရောဆိုပြီးကိုကြိုးစီးပွားကိုပဲကြည်ကအကျင့်ပြတာတွေကလည်းဒီလိုအဆင့်တစ်ဆင့်ချင်းစီမပြည့်မီတာတွေကိုအခြေခံနေတာပါထမင်းစားဖို့ရုန်းကန်နေရတဲ့သူတွေအပေါ်အဆင့်ကိုစဉ်းစားတော့မစဉ်းစားရဲကြပါဘူးနံပါတ်2ဖြစ်တဲ့ဘေးကင်းလုံခြုံမှုဆိုတာကလည်းအလုံးသိကြတဲ့အတိုင်းပါပဲနံပါတ်3ဖြစ်တဲ့ချစ်ချင်းတရားထုံးကားဖို့ဆိုတာဝေးစွာပါအမုန်းတရားနဲ့ community ကြီးက toxic ဖြစ်နေတာအငုံစိတ်တွေ negative တွေများနေတာကလည်းဒီသဘောတရားပါပဲအဲ့ဒီလိုအနေထားတွေကြောင့်နံပါတ်4နဲ့နံပါတ်5ကတော့စူဖွေရတော့မရှိတော့ပါဘူးလိုအပ်ချက်တွေအစစ်မမီခြင်းတွေရဲ့စိုးကြိုးရလက်တွေအနေနဲ့တီထွင်ဖန်တီးနိုင်စွမ်းအားလျော့ကျလာတယ်ပညာရှင်တွေပေါ်လာဖို့ခက်ခဲလာတယ်လူအဖွဲ့အစည်းတစ်ခုလုံးကောင်းမှုထက်လူတစုမိသားစုတစ်ခုကိုယ့်ရဲ့တယောက်စာကောင်းမှုလောက်သာလက်တလောအဆင်ပြေဖို့လောက်သာစဉ်းစားလာကြပါတော့တယ်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့အောက်ဆုံးအဆင့်တော်မပြည့်စုံခဲ့ရင်အခြားသူတွေအတွက်စဉ်းစားပေးနိုင်ဖို့မလွယ်ကူပါဘူးအဲဒါကြောင့်ကိုရဲ့ကောင်းကျိုးအများကောင်းကျိုးကိုသင်ဖို့မယ်ဆိုရင်လိုအပ်ချက်၅ဆင့်ကိုတစ်ဆင့်စီပြေးအောင်အဆင့်ဖြည့်ထားဖို့လိုအပ်ပါတယ်